ပွဲပြီးကနေအချိန်ဆွဲဖို့အတွက်ဒဏ်ရာရချင်အောင်ဆောင်တာတွေလူစားလဲတဲ့အချိန်မှာတဖြည်းဖြည်းချင်းနဲ့ကွင်းတွေကထွက်တာတွေကို2026ကမ္ဘာဖလားမှာတော့လုပ်လို့မရတော့ပါဘူးအားလုံးပဲမင်္ဂလာပါဗျအခုရှင်ပြန်ကစားနေတဲ့ကမ္ဘာဖလားပြိုင်ပွဲကြီးမှာဖီဗာကအချိန်ဆွဲတာတွေကိုတားဆီးဖို့ရည်ရွယ်ပြီးတော့တကယ်ကိုပြတ်သားတဲ့စီးမြင်တွေကိုချမှတ်ထားပါတယ်ချို့စီးမြင်တွေကတော့တဘာဝကျပေမဲ့တချို့စီးမြင်တွေကတော့အငင်းပွားစရာလေးတွေရှိနေပါတယ်3မိနစ်တွင်ဒီစီးမြင်တွေကဘာတွေလဲဆိုတာကိုအတူတူကြည့်လိုက်ကြရအောင်ပါပထမဆုံးစီးမြင်ကတော့9စက္ကန့်ရေတွက်တဲ့စနစ်ဖြစ်ပါတယ်လက်ပစ်ဘောဖြစ်တာတွေဒါမှမဟုတ်ကိုသမားတေကန်မောကန်မှုအချိန်ဆွဲနေရင်ကွင်းလေးထိုင်ကလက်ညှိုးထိုးပြီးတော့9စက္ကန့်ကိုစပြီးတော့ရေတွက်မှာဖြစ်ပါတယ်တကယ်လို့9စက္ကန့်ကျော်သွားတဲ့ဒီလက်ပစ်ဘောတို့တေကန်မောတို့ကိုမပြည့်ရသေးတာမကန်ရသေးတာဆိုရင်တော့တစ်ဖက်အသင်းကိုဘောလုံးပေးလိုက်ရမှာဖြစ်ပါတယ်ဥပမာတေကန်မောဆိုရင်တစ်ဖက်အသင်းကတောက်ကတ်မောရရှိသွားမှာဖြစ်ပါတယ်တကယ်လို့လက်ပစ်ဘောဆိုရင်တော့တစ်ဖက်အသင်းကလက်ပစ်ဘောကိုမြှောက်ခွင့်ရသွားမှာဖြစ်ပါတယ်ကိုသမားတွေကလက်နဲ့ဘောလုံးကင်ထားရင်10စက္ကန့်ပဲရတဲ့စီးမြင်အပြင်အချိန်ဆွဲမှုတွေညော့နေလာဖို့အတွက်နောက်ထပ်ဒီလိုစီးမြင်စည်းကမ်းတွေကိုတိုးချဲ့လိုက်တာဖြစ်ပါတယ်ဒုတိယစီးမြင်ကတော့လူစားလဲရင်အချိန်10စက္ကန့်ပဲရပါတော့မယ်လူစားလဲမဲ့နံပါတ်ပုတ်ထောင်လိုက်တာနဲ့ကွင်းထဲကကစားသမားက10စက္ကန့်အတွင်းကွင်းပြင်ကိုထွက်ရမှာပါအချိန်မီမထွက်ဘူးဆိုရင်တော့လူစားဝင်မဲ့ကစားသမားကကွင်းဘေးမှာ10မိနစ်စောင့်ရမှာဖြစ်ပါတယ်အဲဒါကြောင့်အဲ့10မိနစ်အတွင်းမှာကိုယ့်ရဲ့အသင်းကလူ10ယောက်ထဲနဲ့ကစားရမှာဖြစ်ပါတယ်အဲဒါကြောင့်ပွဲပြီးကနေလူစားလဲမှုတွေမှာပရိသတ်တွေကိုလက်ခုပ်တီးတာမျိုးတွေကိုကစားပေါ်အချင်းချင်းနှုတ်ဆက်တာမျိုးတွေကိုလှုပ်ချင်အောင်ဆောင်ပြီးတော့အချိန်ဆွဲတာမျိုးတွေကဒီကမ္ဘာဖလားမှာမြင်တွေ့ရတော့မှာမဟုတ်ပါဘူးနောက်ထပ်တတိယစီးမြင်ကတော့ဒဏ်ရာရချင်အောင်ဆောင်တာတွေဖြစ်ပါတယ်တကယ်လို့အသင်းရဲ့ကစားသမားတယောက်ယောက်ကဒဏ်ရာရကျင်အောင်ဆောင်ပြီးတော့ကွင်းထဲကိုဆေးဖွဲ့ခေါ်ပြီးတော့ဆေးကုသမှုခံယူမယ်ဆိုရင်တော့အဲ့ဒီကစားသမားကကွင်းပြင်မှာ10မိနစ်သွားပြီးတော့မဖြစ်မနေနားမှာဖြစ်ပါတယ်ဒါပေမဲ့ဂိုးသမားတွေကတော့ကွင်းပြင်ကိုထုတ်လို့မရတဲ့အတွက်ဒီစီးမြင့်ကနေကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါတယ်နောက်တစ်စတုထစီးမြင့်ကတော့ VAR ရဲ့လောက်ပိုင်ခွင့်တွေကိုပို့ပြီးတိုးပေးလိုက်တာဖြစ်ပါတယ်အခုဆိုရင်ဒုတိယအဝါကတ်ပြတဲ့အခါမှာအနီကတ်ဖြစ်မဲ့အရေးတွေကိုပါ VAR ကဝင်ပြီးတော့စစ်ဆေးခွင့်ရတော့မှာဖြစ်ပါတယ်ပြီးတော့တောင်းကံမော်ဆုံးဖြတ်ချက်တွေကိုလည်းပွဲအောင်မကြန့်ကြာစေဘဲနဲ့အမြန်စစ်ဆေးပေးနိုင်တော့မှာဖြစ်ပါတယ်တကယ်လို့ဒိုင်လူကြီးကအခြားကစားသမားတရားရောက်ကိုကတ်မှားပြမိတာမျိုးတွေဆိုရင်လည်း VAR ကပြင်ဆင်ပေးနိုင်တော့မှာဖြစ်ပါတယ်နောက်ထပ်နံပါတ်5စီးမြင့်ကတော့ဒိုင်လူကြီးတွေမှာ body camera မဖြစ်မနေတက်ထားမှာဖြစ်ပါတယ်ဒိုင်လူကြီးတွေအနေနဲ့ပြန်ဝက်ကပေးတဲ့ကင်မရာတွေကိုတက်ဆင်ထားမှာဖြစ်ပြီးတော့ဒါကနောက်တစ်ချိန်မှာဒိုင်နဲ့ပတ်သက်တဲ့သင်တန်းတွေလုပ်တဲ့အခါမှာရောဒီပရိသတ်တွေအနေနဲ့ penalty ဆုံးဖြတ်ချက်တွေကိုဒိုင်လူကြီးကဘလို့မြင်လဲဆိုတာကိုပြန်ကြည့်ဖို့အတွက်မဖြစ်မနေတတ်ထားမှာဖြစ်ပါတယ်ဒီကင်မရာပြူးတွေကဒိုင်လူကြီးတွေရဲ့အမြင်ကိုသိရမှာဖြစ်ပြီးတော့ပရိသတ်တွေအတွက်လည်းစိတ်လှုပ်ရှားစရာအတွေ့အကြုံသစ်တွေဖြစ်လာမှာပါနောက်ဆုံးနံပါတ်6စီးမြင့်ကတော့ဂိုးရမယ့်အခွင့်အရေးကိုဖျက်ဆီးတာနဲ့ပတ်သက်ပါတယ်အရင်ကဂိုးသွင်းမှုအတွက်တဦးချင်းလွတ်ထွက်သွားပြီဆိုရင်အဲ့ကစားသမားကိုပြစ်ဒဏ်ကျူးလွန်တဲ့အခါအနီကတ်မဖြစ်မနေပြရပါတယ်ဒါပေမဲ့ဒိုင်က advantage ပေးလို့ဂိုးဝင်သွားခဲ့မယ်ဆိုရင်အနီကတ်ကနေအဝါကတ်ပဲပြကြပါတယ်စီးမြင့်သိအရတော့ advantage ပေးတဲ့အခါမှာဂိုးဝင်သွားခဲ့ရင်ဘာကတ်မှပြစရာမလိုတော့ပါဘူးသူတို့ကအဲ့ဒါကိုဘယ်လိုယူဆလဲဆိုတော့ဂိုးရမယ့်အခွင့်အရေးကပျောက်ဆုံးမသွားဘဲနဲ့ဂိုးဖြစ်သွားခဲ့လို့ဖြစ်ပါတယ်ဒါကတော့တကယ်ကိုတဘာဝကျတဲ့အချက်လို့ဆိုရမှာပါအချုပ်ပြောရရင်တော့ FIFA ရွယ်ချက်ကရှင်းရှင်းလေးပါအချိန်ဆွဲတာနဲ့နဲ့ဘောလုံးကစားတာများများဆိုတဲ့ပုံစံပဲဖြစ်ပါတယ်ဒီစီးမြင့်တွေကပွဲရဲ့အရှိန်အဟုန်ကိုတကယ်ကိုမြင့်တင်ပေးနိုင်ပါတယ်အထူးသဖြင့်10စက္ကန့်အတွင်းလူစားလဲရမယ့်စီးမြင့်ကနီးပြတွေအတွက်နီးပြူဟာပိုင်းစိန်ခေါ်မှုအသစ်ဖြစ်လာနိုင်တယ်လို့ပွဲပြီးကနေအချိန်ဆွဲတတ်တဲ့အသင်းငယ်တွေအတွက်ပို့ပြီးတော့ကြက်တဲသွားစေနိုင်ပါတယ်ဒါပေမဲ့ကစားသမားတွေကတော့ဒီစီးမြင်တွေကြားထဲမှာအချိန်ဆွဲဖို့အတွက်နောက်ထပ်လှည့်ကွက်အသစ်တွေကိုထပ်ပြီးတော့ရှာဖွေတွေးရှိလာကြအောင်မှာဖြစ်ပါတယ်အထူးသဖြင့်ဒီစီးမြင်တွေကနေအထူးကင်းလွတ်ခွင့်ရထားတဲ့ဂိုးသမားတွေကိုတုံးပြီးတော့အချိန်ဆွဲတာမျိုးတွေပို့ပြီးတော့မြင်လာရနိုင်ပါတယ်စီးမြင်တွေဘလောက်ပဲပြောင်းဘောလုံးရဲ့အနှစ်သာရကတော့ပြောင်းလဲမသွားပါဘူးခင်ဗျားတို့ရောဒီ FIFA ရဲ့ဒီစီးမြင်သစ်6ခုပေါ်မှာဘယ်လိုမြင်ပါလဲဘယ်စီးမြင်ကအကောင်းဆုံးဖြစ်ပြီးတော့ဘယ်စီးမြင်ကတော့ဒိုင်နေပရိသတ်တွေအသင်းတွေအတွက်ခေါင်းခဲစေမလဲဆိုတာ comment မှာရေးပေးခဲ့ကြပါအောင်အခုလိုစိတ်ဝင်စားစရာဘောလုံးဗဟုသုတတွေကိုအမြဲတမ်းကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ channel ကို like share နဲ့ subscribe လုပ်ထားပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်